ခုပြောပြမယ့်ချက်တွေမသိလို့ရှိရင်ဒီကိုလိုသပင်ရှည်ထားနေလဲလက်ကားပဲသပင်ရှည်ထားမယ်ဆိုရင်မတင်းအနေနဲ့ကတော့ဆက်ရှိရမယ်တီးခံရမယ်ယောက်ျားလေးအများစုကသပင်တို့ထားတာများတယ်သပင်ရှည်စတာကစားမှာနေရွက်တွေခုတ်တွေကိုထောက်ပြီးတော့ဓာတာတွေဆိတ်ချုပ်တာတွေဖြစ်လာမယ်အဲ့ဒီဓာတ်တွေကိုတီးခံနိုင်မှာအဆင်ပြေမယ်ပေါ့နော်မဟုတ်လို့ရှိရင်သပင်ရှည်ထားလို့ရအောင်သပင်ကလည်းတစ်လားကိုပြန်ပြန်1.5 စီကြာရှည်တယ်အဲ့ဒီအတွက်ကြောင့်ဒါသာဆုံးအနေနဲ့သပင်အလယ်လက်ရဖို့လို့တော့လားတော့တန်ကြတော့စားပါတယ်ဒါကောက်တဲ့လူတွေအနေနဲ့ကတော့သပင်ကိုဖြောက်ပြီးတော့မှထားပါတော့ဒါကောက်လို့ရှိရင်ထားတာဆင်ပြီး break ကြီးလို့ဖြစ်သွားပါတယ်နောက်တစ်ချက်ကသပင်ရှည်စထားမယ်ဆိုလို့ရှိရင်ခေါင်းကိုပုံမှန်လျှော်ပေးရမှာပေါ့နော်မဟုတ်လို့ရှိရင်ချွေးနဲ့ကြီးနဲ့ရောပြီးသပင်စီကတ်တာတွေဖြစ်လာနိုင်တာမလူတွေအနေနဲ့တစ်ပတ်ကိုတစ်ကြိမ်လျှော်ပေးရင်တော့လောက်ပါချွေးချအနေနဲ့သပင်မှာဖုံတွေတဲတွေကတ်တဲ့လူဆိုရင်တော့အဲ့ဒါပိုလျှော်ရင်လျှော်ရနိုင်တယ်ခေါင်းလည်းပုံမှန်ပြီးပေးတင်တယ်ဟောလို့ရှိရင်သပင်တွေဖွာပြီးတော့ညီးလာနိုင်ပါဒါကြောင့်သပင်ရှည်ထားမယ်ဆိုလို့ရှိရင်သပင်ကိုထင်းထင်းတက်ဖို့လည်းလိုတယ်ပေါ့နော်ဒီကိုတို့အနေနဲ့ရောသပင်ရှည်စထားနေပြီလားဒါမှမဟုတ်ရင်လည်းသပင်ရှည်ထားမဲ့လူတွေအတွက်ကိုကြံပေးချင်တာလေးရှင်အောက်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ကျွန်တော်တို့ရဲ့အကောင့်လေးကိုလည်း like follow လုပ်ဖို့မေးတယ်နော်